လက်ရှိလောလောဆယ်ဒီကောင်တို့စစ်ကြောရေးဝင်နေဆိုတာစစ်ကြောရေးကအကြီးတော့မဟုတ်သေးဘူးပေါ့နော်အကြီးမဟုတ်သေးပဲနဲ့လက်ရှိဒီကောင်ကိုဘာလောက်ခိုင်းတာလဲဆိုတော့ဒီကောင်ပြောတန်ကောင်ပြောပေါ့နော်ဒီကောင်ဘာလောက်ခိုင်းတာလဲဆိုတော့လောလောဆယ်မှာဖုန်းတွေဒီကောင်တွေကိုပြန်ပြီးတော့ပေးသုံးထားသေးတယ်ပေါ့နော်လောလောဆယ်ပေးသုံးထားသေးတယ် watch တစ်ခုအနေနဲ့ထားပြီးတော့မှပေးသုံးတာပေါ့နော်ဟုတ်မျက်လုံးကတော့ဖွင့်နေဗျဖွင့်ပြီးပြောနေတယ်ကျွန်တော်ငကိုမေးမျက်လုံးဓာတ်မျက်နှာဓာတ်ရှာထားတာပေါ့နော်သူတို့အားလုံးမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါရစေနေ့စဉ်နိုင်ကစစ်စစ်တဲ့မြတ်ကိုသက်ဆက်ပေးသွားမှာဖြစ်လို့ like and share လုပ်ပြီးတော့သုံးဆိုပါရရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်တို့ watch တစ်ခုပေးပြီးတော့မှဒါတန်ကောင်တို့ဖွဲ့ကိုဖုန်းပေးသုံးထားတယ်သုံးထားပြီးတော့မှBNR နှစ်ချမ်းကွဲလို့ပြောမှာဗျာ BNR နှစ်ချမ်းကွဲနေတာကျွန်တော် online ဘက်မှာကြံခဲ့တဲ့အဖွဲ့ရဲ့စစ်တပ်ဘက်ကိုပါသွားတဲ့အဖွဲ့ရဲ့ပေါ့နော်အဲ့ဒီမှာဒီ online ဘက်မှာကြံခဲ့တဲ့အဖွဲ့ကိုပြန်ပြီးတော့မှချိတ်ဆက်ခိုင်းနေတယ်ချိတ်ဆက်ပြီးတော့မှလောက်ခိုင်းတယ်ပေါ့နော်မင်းတို့လာမလားဘာဖြစ်လားညာဖြစ်လားဆိုတဲ့ပုံစံမျိုးလောက်ခိုင်းနေတာပေါ့နော်လောက်ခိုင်းနေတဲ့ခါကျတော့လက်ရှိတော့ကျွန်တော်တို့ဒါ BNR တွေကလက်နဲ့အနှံပြီးတော့မှကျွန်တော် NUG MOD အောက်ကိုဝင်ထားတဲ့ရဲဘော်တချို့ရဲ့ဖုန်းတွေလည်းကျွန်တော်တို့ဒါသူတို့ရဲ့ဟွာရတော့ခိတခဏယူသိမ်းထားတဲ့အနေအထားမျိုးရှိတာပေါ့နော်ဘာလို့လဲဆိုတော့တောင်းတကွမ်နဲ့လာပြီးတော့မှဆက်သွယ်နေတဲ့ခါကျတော့သူတို့ခိတခဏသိမ်းထားတယ်အချိန်တိုင်းတာတစ်ခုသူတို့ဒီအထဲမှာပြစ်မှုကျူးလွန်တဲ့ဒီကောင်းရဲ့ပြစ်မှုကျူးလွန်တဲ့အထဲမှာပါလားပေါ့နော်မပါလားဆိုတဲ့ဟာတွေစစ်ကြောပြီးသွားလို့ရှိရင်ဒါသူ့ဟာသူဒါပြစ်မှုကင်းစင်တဲ့လူတွေမှန်သမျှပြန်ပြီးတော့မှဟိုဖြစ်မှာပေါ့နော်ဖုန်းတွေပြန်ပေးမယ်ပေါ့အဲ့တော့သူတို့ ਨੇ ပတ်သက်တဲ့မိဘဆွေမျိုးအတိုင်းဝိုင်းတွေအနေနဲ့ကလည်းဒီ online တပ်ဖွဲ့မှာကြံခဲ့တဲ့ BNR တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့မှစိတ်မပူကြဘူးပေါ့နော်လောလောဆယ်တိုင်းပဲမိဘတွေနဲ့ဆွေမျိုးတိုင်းဝိုင်းတွေတော့ဓာတ်ရိုက်ဆက်သွယ်မရနိုင်သေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောလို့အကုန်လုံးရဲ့ဖုန်းကိုတော့ခိတခဏလုံခြုံရေးရတိန်းထားတယ်ပြီးတော့မှပြန်ပြီးတော့မှပြစ်မှုကျူးလွန်ခြင်းနဲ့မပါတဲ့လူတွေဆိုဖုန်းပြန်ပေးမယ်ပေါ့နော်ဖုန်းပြန်ပေးမယ်ကျန်တဲ့ပြစ်မှုစီရင်ခြင်းခံရမယ့်လူတွေကြတော့ဟိုဖြစ်မယ်ပေါ့သူကသူပြစ်ဒဏ်ကြခံရမယ်ပေါ့နော်အခုတို့အဲ့လိုလှုပ်ထားတယ်ပေါ့ဟိုကောင်တွေကတော့အခုဝါရဖြန့်ပြီးတော့မှကျွန်တော်တို့ဟိအောင်လာမလားငါတို့အေးစစ်စစ်ပဲနွေ့နွေ့ထွေးထွေးပဲဆိုတဲ့ပုံစံမျိုးဒီကကလေးကွက်တွေပေါ့ဗျာကလေးကွက်တွေနင်းပြီးတော့မှကျွန်တော်တို့ဘက်ကအဖွဲ့တွေကြံခဲ့တဲ့အဖွဲ့တွေကိုဆွဲခေါ်နေတဲ့ပုံစံနဲ့လိုက်ပြီးတော့မှဆက်သွယ်နေတယ်ပေါ့နော်ဟုတ်အဲ့လိုတော့လုပ်တယ်ပေါ့ဟုတ်တန်ကောင်ကိုစစ်တပ်မမီးဆိုတော့အမိပါပါဆိုတာစစ်တပ်မမီးဆိုတာတက်တည်ပြဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာကြီးခွင့်ယူပြန်ပြီလားဟုတ်တယ်ဗျာဆရာကြီးခွင့်ယူပြန်ပြီဒီနေ့လဲသူနည်းနည်းမိသားစုကိစ္စလေးရှိတဲ့ခါကျတော့ဟိုဖြစ်တာပေါ့သူခွင့်ယူထားတယ်ဗျကြတော့ပါဦးတဲ့နာကားတော့မှာပါဟုတ်တယ်နာကားတော့မှာဖုန်းတွေကဖြစ်နိုင်ရင်ဖုန်းဆင်ကတ်တွေပါဟုတ်ကဲ့ဒါသူတို့ဟိုကတော့တက်ဆိုင်ရာဒါရေးမပင်ခရိုင်မဆန်နေတရင်တို့ဘာတို့စီမှာလဲသူတို့ဒီဖုန်းတွေရှိတယ်ပေါ့နော်ဒါတွေလဲသူတို့ဒီလုံခြုံရေးရလုံးတင်လုံးထိုက်တဲ့အကြောင်းအရာတွေတော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကလှုပ်ထားပြီးသားဖြစ်ပါတယ်ဗျဟုတ်လာနကီတန်အောင်နဲ့ဟုတ်ပါလို့တွေးခေါ်လဲဆိုတော့ကျွန်တော်လည်းမပြောတတ်တော့ဘူးပေါ့နော်ထမင်းစားတဲ့ blog ထမင်းစားကျွန်တော် food blogger လုံးရမလို့ဖြစ်နေထမင်းစားတဲ့ blog ထမင်းစားတဲ့ blog လေးဟိုဖြစ်ပါလားကိုလက်လည်းနဲ့မချပါဘူးတဲ့ကိုလက်ကဗီဒီယိုဖိုင်ကြီးတောင်တက်လာပြီဗျာဒီကောင်အတန်ကြီးနဲ့ဒီကောင်အတန်ကခွေးကြီးသွားတော့မှတ်မိတယ်သူများနဲ့မတူတဲ့အတန်ချက်ပြနဲ့အတန်ဒီကောင်အတန်ကနော်အဲဒီကောင်ပြောထားတဲ့ဟာကတင်ထားတဲ့ဟာတောင်ရှိရပေါ့နော်ဒီကျွန်တော်တို့မျက်နာတော့ဝါထားတယ်ဒါပေမဲ့အတန်ကဘလို့ပဲဖြစ်မှတ်မိတယ်တော့ပြောရမယ်ဆိုပြန်ကျွန်တော်လေးခေကောကိုစပြီးတော့မှဗူဒါဘောနဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်ဝင်တဲ့အချိန်မှာဒီကောင်လေးရှိတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ရေလိုက်လွဲခဲ့တဲ့အကြောင်းလေးတစ်ခုရှိသေးတယ်ရေလိုက်လွဲခဲ့တယ်ပြောတစ်ခုဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်ပြောပေါ့နော်မှားခဲ့တယ်ပြောအခုလဲဝိုင်းပြီးတော့မှဟိုကော်တူလေးနိုင်ငံတီထောင်တဲ့အချိန်မှာကျွန်တော်အဲ့ဓာတ်ပုံနေနဲ့တော့ပြန်ပြီးဖွာနေကြသေးတယ်ပေါ့နော်2023တုန်းကကျွန်တော်ကဘူစားလုံးပုံစံနိုင်ပေါ့ဆိုဘုံမူလီယိုပေါ့ဒါကျွန်တော်တို့ရဲ့ဘီယာမင်းသားကြီးလီယိုဟိုနဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်ကအဲ့ဒီမှာထိကပ်ပလက်စခန်းပေါ့နော်KDN တွေက
အခုတိတ်ပိုက်ထားတဲ့ ticket ပလဲစခန်းကိုတိုက်တဲ့အချိန်မှာကျွန်တော်သွားပြီးတော့မှသွားကူခဲ့သေးတယ်ပေါ့နော်အဲ့ဒီမှာတလားနီးပါးပေါ့တလားနီးပါးသွားကူခဲ့တဲ့အချိန်မှာဒီဟိုကကိုလက်ကကျွန်တော်နဲ့အတူတူပဲအဲ့ဒီမှာကျွန်တော်တို့ရှေ့မှာချန်စီယိုနာကတ်တီအထိကျွန်တော်နဲ့သူနဲ့အတူရှိတယ်ပေါ့နော်အတူတူရှိတယ်ဆိုတော့သူကကျွန်တော်ရှေ့မှာပေါ့ကျွန်တော်ကတော့သူ့လောက်ဒီရှေ့တန်းမကြဘူးပေါ့နော်ကျွန်တော်သူ့ရဲ့နောင်နာလေးမှာသူနဲ့တွဲပြီးတော့မှပါတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ကိုလက်ရဲ့အတန်ကအပြီးကျွန်တော်အိမ်ထဲလာဘူးတယ်ပေါ့နော်ရောက်ဘူးတဲ့ခါကျသူ့ရဲ့အတန်ကိုကျွန်တော်တောက်လျှောက်မှတ်မိနေတယ်ပေါ့နော်မှတ်မိနေတယ်အဲ့ဒီဟာလေးပေါ့မှတ်မိနေတယ်ပေါ့ရာဘာလင်းကြည့်နေတယ်တဲ့ဟုတ်ကဲ့ကျေးဇူးပါဗျာလက်ချော်လင်းပြီးလက်တော်ချော်နေသူကဂျိတ်လေးနဲ့ချိတ်တာဆိုတော့အောက်ကကျွန်တော်တို့ပို့မွအန်နေရဘာညာလဲတတိထားပါအောင်ဗျာဟုတ်တန်ကောင်းလွတ်လပ်ရနေရဆိုရောက်သွားပြီလို့ပြောတယ်လူတက်တည်ပြားတယ်ကျွန်တော်တို့ကတန်ကောင်းကိုဗီဒီယိုကောခေါ်ပြမလို့တော့ဖြစ်နေပြီအဲ့ဒါကြီးကတော့ဘယ်ဖြစ်နိုင်မှာမလဲဗျာဟုတ်နော်ဟုတ်ကဲ့ပါဒါကအဲ့မှာ6800သားတွေဝင်လာပါပြီ6800သားတွေဝင်လာပြီးနောက်ပိုင်းမှာနောက်ထပ်200ဒီလာဖြစ်ယူပါမင်းတို့9000ဒီပေးပါမယ်နော်ဟုတ်ကဲ့ပါဗျာကိုတင်လေးအောင်ကြံလိုက်အောင်လို့ဆောင်းနိုင်မြောက်ပါသည်ဟုတ်ကဲ့ကျေးဇူးပါဗျာဘုံဘွက် DSA ပတ်စင်ဘယ်လောက်လဲတဲ့ကျွန်တော် DSA 40နဲ့ခွန်ပါဗျ40ခွန်ပါဟုတ်ကဲ့မင်္ဂလာပါဗျလေးစားပါတယ်ဗျဟုတ်အဲ့တော့ဒီကိုလက်အတန်ကြီးဆိုတာတော့ကျွန်တော်လုံးဝအသေးချာကြီးပဲပေါ့ဗျာကျွန်တော်လုံးဝတိတယ်ပေါ့ဟုတ်ချင်းမိုင်ရောက်ဖြစ်ရင်ねဟုတ်ကဲ့လာခဲ့မယ်ဗျာချင်းမိုင်လည်းလာခဲ့ဖို့ရှိသေးတယ်ဗျာဟုတ်လာခဲ့ပါမယ်ဗျာချင်းမိုင်ရောက်ဖြစ်ပြောပါဦးနဲ့ဝီးရေးတဲ့ငါတို့ကရင်ညီညွတ်လုပ်ပေးလို့ရလားတဲ့အဲ့ဒါတော့ကျွန်တော်တခါတော့ပြောပူးပါသေးတယ်ဟိုဟာတာအနေနဲ့ကျွန်တော်ပြောတာပေါ့နော်ဟိုဖယားနိဗ္ဗာန်နေပြန်ဆင်းလာပြီးတော့မှပဲကရင်ပြည်နယ်ကိုညီညွတ်ကြောင်းတရားဟောရင်တော့မှပဲဖယားပါပြန်ပြီးတော့မှလူဝစ်ပြန်လဲသွားလိမ့်မယ်ငါဖယားအဖြစ်မှဆွတ်လို့ပါဖယားအဖြစ်မှ CDN လောက်သွားမယ်အနေထားမျိုးရောက်သွားတော့မယ်ပေါ့နော်အဲ့လိုဖြစ်သွားနိုင်တဲ့အနေထားမျိုးပေါ့အဲ့တော့အချင်းကြီးကလည်းစီလုံးညီညွတ်ရမယ်ဆိုတာတိတယ်ဗျဒီကျွန်တော်တို့ဒီရွှေကရင်တွေကပေါ့နော်အချင်းကြီးစီလုံးညီညွတ်ရမယ်ဆိုတော့တိတယ်တီနဲ့ကိုတို့ကမလိုက်နာကြတာပေါ့နော်မလိုက်နာကြတာအဲ့မှာအုပ်စုကွဲကြတာတွေကကျွန်တော်တို့စီးပွားရေးကိုရှေ့ရှုတဲ့အုပ်စုဒီကျွန်တော်တို့ကျန်တဲ့ကျွန်တော်လူလွတ်မြောက်ရေးကိုရှေ့ရှုတဲ့လက်နက်ကိုင်ရဲ့စီးပွားရေးကိုရှေ့ရှုတဲ့လက်နက်ကိုင်ရဲ့စီးပွားရေးရောစစ်တပ်ကိုရှေ့ရှုတဲ့လက်နက်ကိုင်ပေါ့နော်ဒီလိုမျိုးတွေပေါ့အဲ့လိုတွေပေါ့အဲ့ဒီဟာတွေကွဲသွားတဲ့အခါကျတော့ကျွန်တော်တို့ဟိုတိတ်ပြီးတော့မှကရင်ပြည်နယ်ကညီညွတ်ဖို့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီမှာတယောက်မေးတာပြောဘုံလေးသားပါတယ်တဲ့တော်လိုင်းကြီးက online လာအချိန်လေးသားကုန်လာတယ်ပြည်သူတွေပဲနာလာတယ်နည်းနည်းတော့ပြောပြပါတဲ့တော်လိုင်းကြီးက online လာဆိုတဲ့ဟာမှာကျွန်တော်တို့အဓိပ္ပာယ်အများကြီးပါတယ်ပေါ့နော်အဓိပ္ပာယ်အများကြီးပါတယ်လုံနေတဲ့လုံရက်တွေပေါ်မှာလည်းမူတည်တယ်လို့ကျွန်တော်ပြောချင်တာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွားရမယ့်ဟာဒီပုံစံတိုင်းတွားရင်တော့ကျွန်တော်တို့မှာအောင်မြင်နိုင်တဲ့နီလန်းတွေအများကြီးရှိတယ်အဲ့တော့အောင်မြင်နိုင်တဲ့နီလန်းတွေအများကြီးရှိလျက်နဲ့ရှေ့မှာလည်းမီးမောင်းတွေထိုးပြတယ်အဲ့ဒီဟာဟိုမှာကျွန်တော်တို့ကလူတိုင်းကနောက်တလန်းတိုင်းကရှေ့ရောက်ဖို့တော့လိုတာပေါ့နော်အဲ့တော့အမြင့်ဒီအဖွဲ့အစည်းမဆိုလက်နက်ကိုင်ရလဲလက်နက်ကိုင်ပဲဖြစ်ဖြစ်လက်နက်ကိုင်ပြီးတော်လှန်တဲ့လူကလက်နက်ကိုင်ပြီးတော်လှန်တဲ့လူပဲဖြစ်ဖြစ်ထောက်ပံ့တဲ့လူကထောက်ပံ့တဲ့လူပဲဖြစ်ဖြစ်ဒီတစ်ခေါက်ထောက်ပံ့လိုက်တာနဲ့နောက်တစ်ခေါက်ထောက်ပံ့လိုက်တာကပို့ပြီးတော့မှရှေ့ကိုတလန်းရောက်စေမဲ့အကြောင်းတရားတွေဖြစ်မယ်ဆိုလို့ရှိရင်ရှေ့ကိုရောက်စေမဲ့ခြေလှမ်းမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရှေ့ကိုသွားနေမှာပဲပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနောက်ကိုဆွဲတဲ့ခြေလှမ်းမျိုးတွေပေါ့နော်တချို့အကြောင်းအရာတွေကဒါမနေ့ကဆိုလို့ရှိရင်တော်တော်ဟို line ပေါ်မှာပေါ်လို့ရိုက်သွားတယ်ပေါ့နော်ဟာဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဟာဟိုတယောက်ကဟိုဘက်ကိုဝေဖန်လိုက်ဟိုလူကဟိုဘက်ကိုပြန်ဝေဖန်လိုက်အမှဟာဟို CDN တွေကဘာဖြစ်တယ်ဆိုပြီးတော့မှပြောတဲ့လူနဲ့အဲ့လိုမျိုးအကုန်လုံးတွေမနေ့ကဆိုလို့ရှိရင်ဝယုံသုံးကားပေါ့နော်ကျန်တဲ့သတင်းတွေတော့အကုန်ဖုံးသွားပြီးတော့မှဟိုဟာဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီဟာကိုဟိုဟာဖြစ်ရမှာလားဒီကိစ္စကကျွန်တော်တို့တော်လှန်ရေးရဲ့တကယ်ပြိုလဲနေမဲ့အကြောင်းတရားကြီးလားတော်လှန်ရေးပြိုလဲနေမဲ့အကြောင်းတရားကြီးဆိုရင်တော့ကျွန်တော်တို့လူထုကဝိုင်းပြီးတော့မှ
တက်မှတ်ပေးရမှာပေါ့နော်ကျွန်တော်တို့ဒါတော့မြင်နေတယ်ကြားဆိုတာကလည်းကျွန်တော်တို့တေချာဘောက်ကတော့ကစားတဲ့လူမြင်တဲ့အကွက်ရှိသလိုဘေးကထိုင်တဲ့လူမြင်တဲ့အကွက်ရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကြားထိုးတာတို့ချက်ထိုးတာတို့ခုံနေမှာကျွန်တော်တို့အမြဲတမ်းဘေးမှာတချို့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်နယ်ဘက်တွေမှာဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတောင်ချိတ်ထားတယ်ဆိုင်းဘုတ်တွေတောင်ရေးထားတယ်ဘေးပြောခွေးတို့ဘာလို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့ဘေးကလူကသူကထိုးတဲ့လူတွေတစ်ခါလေကြားလို့ရှိရင်မြင်တဲ့အကွက်တွေရှိတယ်ပေါ့နော်မြင်တဲ့အကွက်တွေရှိတယ်အဲ့တော့မြင်တဲ့အကွက်တွေကိုထောက်ပြလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဘေးကပါအပြောဝိုင်းပြောပေးရမယ်တော်လှန်ရေးဖြစ်တယ်ဘာကြောင့်လဲဆိုတော့ထိုးတဲ့လူမြင်တဲ့အကွက်ရဲ့ဘေးကလူမြင်တဲ့အကွက်ရဲ့နှစ်ယောက်ပေါင်းဆက်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီအောင်စင်နိုင်ညာအကြောင်းတရားတွေအဲ့တော့ခေါင်းတစ်ခေါင်းနဲ့စဉ်းစားတာတဲ့ဆိုလို့ရှိရင်ခေါင်းပေါင်းများစွာစဉ်းစားတာနဲ့မျက်လုံးပေါင်းများစွာကြည့်တာနဲ့ပို့ပြီးတော့မြင်တာပေါ့ဗျာခေါင်းပေါင်းများစွာစဉ်းစားတဲ့ result တစ်ခုနဲ့မျက်လုံးပေါင်းများစွာကြည့်တဲ့အကြည့်ကိုကျွန်တော်တို့အဲ့ထဲမှာဖော်ထုတ်ချက်ဘောင်းချုပ်ပေါ့ကျွန်တော်တို့ကအဲ့မှာအရေးကြီးသောဖော်ထုတ်ချက်ဆိုပြီးတော့မှထပ်ပြီးတော့မှထုတ်ရတာတာမန်နဲ့အရေးကြီးခွဲလိုက်ပေါ့ခွဲပြီးတော့မှအရေးကြီးသောဖော်ထုတ်ချက်မှာအရေးကြီးသောဖော်ထုတ်ချက်ဘောင်းချုပ်ဆိုပြီးတော့မှအဲ့ဒီဘောင်းချုပ်ကိုတီးတန့်ထုတ်ပြီးတော့မှထပ်ပြီးတော့မှအဲ့ဒီဘောင်းချုပ်မှာငါတို့ဘာတွေကောင်းလဲနီလန်းခပေါ့နော်ကာကြီးခါဝေခါငယ်ဒီဟာကိုကျွန်တော်တို့ကပြန်ပြီးတော့ရွေးထုတ်အောင်ကာကြီးဒီအကောင်းဆုံး first ရွေးရမယ် second ဒီဒုတိယအကောင်းဆုံးတတိယအကောင်းဆုံးဒါမျိုးဆက်လက်တဲ့ရွေးထုတ်ပြီးတော့မှဆိုတော့ဒီကကိုမျိုးတန့်မန်းနဲ့ကွန်မန်လေးပေါ့စီယိုင်းအင်အားနည်းနေတယ်လို့ထင်ရတယ်ဆိုတဲ့ဟာမှန်တယ်ပေါ့နော်အမှန်တည်းမနေ့ကဖြစ်စဉ်ကိုပဲဒါကျွန်တော်ပြောပြမှာပေါ့နော်မနေ့ကဖြစ်စဉ်အကြောင်းတရားကိုကျွန်တော်ပြောမှာမဟုတ်မနေ့ကဟာကြောင့်ကျွန်တော်တို့တွေစီးလုံးမှုတွေ line ပေါ်မှာဘယ်လောက်ထိပြိုကွဲကြကုန်လဲတယောက်နဲ့တယောက် screen shot တွေနဲ့တင်ညမန်းညဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဒီဟာကိုမယုံကြည်တဲ့လူတွေငါ့ကိုဘလော့သွားတို့ဘာတို့ညာတို့ဆိုတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့ပွဲလို့ရိုက်ကုန်ကြတယ်ဒီကိစ္စတစ်ခုလေးနဲ့အဲ့မှာဖတ်ဆိုပြီးတော့မှဒီဟာကိုဒီကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့သတင်းသားရှင်းလင်းပွဲလုပ်နေတဲ့အချိန်မှာဝင်ပြီးတော့ comment မန်းနေတဲ့လူတွေကကျွန်တော်တို့ဘက်ကလူတွေလားဆွမ်းနာပဲဒါအကိုတယောက်ကျွန်တော်စီကိုဒါ messenger နေစာလေးပို့လာတယ်ပေါ့နော်အကောင့်တုတွေအကြောင်းကိုလည်းပြောပြပေးပါဦးတဲ့ဆိုတဲ့ဟာမှာကျွန်တော်အခုတခါလေးထည့်ပြီးတော့မှပြောရမှာပေါ့နော်အကောင့်တုတွေကတချို့ကဗျာဥပမာကျွန်တော်နဲ့မရင်းနှီးတဲ့လူကျွန်တော် Facebook အကောင့်ကိုမတွေ့ဘူးတဲ့လူတွေကျွန်တော်တခြားတစ်ယောက်ကကျွန်တော်ပုံကြီးတင်ပြီးတော့မှတင်လင်းအောင်ဆိုတဲ့အကောင့်ကြီးဖွင့်ပြီးတော့မှ like မှန်နေတင်လင်းအောင်မှန်နေလို့ပဲတခြားလူကတွေ့တဲ့လူကတင်လင်းအောင်မှန်တဲ့လူပဲလိုပဲထင်ကြမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ပုံလဲမတင်မဲနဲ့ဟိုဟာဖြစ်တဲ့လူတွေကလည်းရှိသေးတယ်ပေါ့နော်ဟိုပုံလုံးဝမတင်မဲနဲ့ကျွန်တော်တို့တက်ဘလို့ရှိုးရမလဲတက်ဘလို့ရှိုးရမလဲဆိုတော့ရှိုးရမယ်ဟာမနေ့ကဟာမှာတော်တော်တက်ရှိုးသွားတယ်ပေါ့နော်